အားလုံးပဲမင်္ဂလာပါနော်တူတူပါရင်ချမိတ်ဆွေညီကိုများအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံနိုင်ကြပါစေလို့ဆုပထမဆုတောင်းပေးပါလေကဲအားလုံးပဲပြန်တော့ကျွန်တော်ကိုမျက်နှာအားပေးတယ်ကျွန်တော်ရဲ့ချမိတ်ဆွေများညီကိုများအားလုံးပဲကျွန်တော်ရဲ့ video file ကိုတွေ့ပြီးဆိုတာနဲ့ဝိုင်းပြီး share ပေးပါမျှဝေထားပေးပါဘာကြောင့်လဲဆိုရင်အခု video file လေးဒီဒါကျွန်တော်ကိုမျက်နှာအားပေးတဲ့ကွေမလေးအခုမှတွေ့တယ်ကျွန်တော်ရဲ့လူသစ်ကွေမလေးအတွက်အခု video file လေးကဒါအကျိုးရှိ video file လေးဖြစ်တယ်။အကျိုးရှိတဲ့ video file လေးဖြစ်တယ်။အဲကြောင့်မို့ကျွန်တော်ကွေမလေးပတ်ကနေပြီးတော့ကျွန်တော်တို့မနက်ဖြန်ကျွန်တော်ဗုဒ္ဓဘူးနေ့9ရက်တလပါ2026ဗုဒ္ဓဘူးနေ့ကျွန်တော်7နိုင်ဈေးမှာတော့မင်းရုံးတစ်ခွက်ကောင်းလေးကိုလိုချင်တဲ့ပပလနိုင်နေနဲ့ထိထိမိမိလေးနဲ့ live ပြီးတော့စော့ကြမှာလေ like ကစားချင်တယ်ဆိုကွေမလေးကတစ်ခါလဲကြည့်သွားပါနော်တစ်ခါလဲကြည့်ပြီးတော့တစ်ခါလဲကြည့်သွားပါလက်မလေးတွေတက်ရင်လက်ရင်နှိပ်ထားပေးပါအများများတွေအောင်ရှယ်မှုရှားလေးနဲ့မျှဝေထားပါဘာကြောင့်လဲဆိုရင်ကျွန်တော်ဘက်ကနေပြီးဒုတိယတွေပေါဖို့နော်ဒုတိယတွေရဖို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်လွှင့်ပေးတာမဟုတ်ဘူးကျွန်တော်လွှင့်ပေးတာဒီအများတွေများပေါအောင်လို့နော်ဘာကြောင့်ဆိုကိုယ်ရဲ့အစဉ်ပြေခဲ့လို့ကိုယ်လိုပဲချားကူမာလေးပေါက်စေခြင်းရှားစေခြင်းအောင်လို့ကျွန်တော်လာရောက်တင်ဆက်ပေးတယ်လာရောက်ပြီးမျှဝေပေးတယ်ပေါက်ဘူးကူမာပေါက်ဘူးသွားအောင်လို့လာရောက်တင်ဆက်ပေးတဲ့ view file လေးတွေဖြစ်တယ်နော်အဲကြောင့်မို့ကျွန်တော်ကိုယ်မာလေးဘက်ကနေပြီးမနက်ဖြစ်ကျွန်တော်တို့ပုံတက်ဘူးနေမနက်ပိုင်းမှာတကွက်သေးပဲလိုချင်တယ်တကွက်သေးကိုပဲပပနိုင်လေးနဲ့ထိထိမိမိလေးနဲ့လိုက်စော့ချင်ပါလေလိုက်ကစားချင်ပါလေဆိုတော့ကျွန်တော်ကိုယ်မာလေးအားလုံးကတစ်ခါလဲကြည့်သွားပါတစ်ခါလဲကြည့်တစ်ခါလဲယူသွားပါကျွန်တော်ရဲ့ YouTube channel ကို subscribe မနှိမ့်ရသေးရင်တော့ channel လေးကို subscribe လေးနှိပ်ပြီးကြည့်ပေးပါနှိပ်ပြီးသားကိုယ်မာလေးကလက်မလေးတွေတယောက်ကိုတစ်ချက်စီလေးနဲ့အများတွေ့အောင်လို့ရှယ်မှုရှားလေးနဲ့မျှဝေထားပါနော်အလားမလားကိုယ်မာလေး channel တော့ share ပေးမယ်မျှဝေတော့မျှဝေပေးမယ်နော် share နိုင်လေ share နိုင်တော့ share ပေးပါမျှဝေနိုင်မျှဝေရင်တော့မျှဝေပေးပါနော်ဘာကြောင့်ဆိုကိုယ်မရဲ့လက်မလေးလေးကိုယ်မရဲ့ရှယ်မှုရှားလေးကအများကြီးရေးပါတယ်ဘာကြောင့်ရေးပါဆိုကျွန်တော်တို့ဈေးဘူးရောင်းထွေးကိုယ်မလေးရှိတယ်မဖိုးရောင်းထွေးတဲ့ကိုယ်မလေးရှိတယ်အိမ်မှာနေပြီးတော့ရှုံးမြနေလေကျွန်တော်မိတ်ဆွေဒီသမားတွေအားလုံးရှိကြပါတယ်အဲကြောင့်မို့သူတို့တွေတွေ့ရအောင်သူတို့တွေပေါင်းရအောင်ရအောင်လို့အားလုံးဘက်ကပြီးတော့တရားချက်လေးတွေဝိုင်းပြီးတော့ကိုသွားမယ်တယောက်ချက်လေးတွေဖိတ်ထားပြီးမယ်เนาะအဲကြောင့်မို့ကျွန်တော်ကမလေးကျွန်တော်တို့ဒီမနက်ဖြန်မှာကျွန်တော်ကစားရမယ်ပတ်သီးလေးတွေပြောပြပြီးသွားမယ်เนาะပတ်သီးလေးတွေပြောပြပြီးသွားမယ်เนาะတကယ်လို့မှကွေမားဒီဘက်ကပတ်သီးနဲ့ရှုံထားတဲ့ကွေမားတွေပတ်သီးနဲ့ကျွေးတွေကြေးချင်မားနဲ့အမြဲတမ်းလုံးချင်မားနဲ့ဆွေးကွေမားတွေကကျွန်တော်ပေးရပတ်သီးကိုယုံကြည်တဲ့ဘက်ပါယုံရက်ကစားပါမနက်နဲ့ညကိုတစ်ချိန်အမခံနဲ့ကန်ကောင်းရုံနှစ်ချိန်ပြီးပါလိမ့်မယ်เนาะပြီးရင်မရောတစ်ခွက်ထဲကိုထိထိမိမိလေးနဲ့ရှုံထားတဲ့ကျွေးတွေကိုကြေးချင်တဲ့အမြဲလေးလိုချင်တဲ့ကျွေးကျင်ကျင်းတတ်ပါရဲ့မြဲရရင်ကျင်းတတ်ပါရဲ့ဆိုကွမာဒီခါလဲကြည့်သွားပါငါရှုံမြရတဲ့ဒီသမားလေးဈေးဝရောင်ထိုးကွမာလေးမဖိုးရောင်ထိုးတဲ့ကွမာလေးကျွန်တော်ပေးတဲ့ခဏန်းကိုယုံရင်ကြီးနဲ့စော့ပါယုံရက်ကစားပါကျွန်တော်ကိုယုံကြည်တော့50ဘို့ထိုး50ဘို့ရမယ်100ဘို့ထိုး100ဘို့ရမယ်1000ဘို့ထိုး1000ဘို့ရမယ်2000ဘို့ထိုး2000ဘို့ရမယ်အဓိကဒီယုံကြည်မှုပါပဲကိုယ့်အိမ်ထဲမှာငွေရှိတော့ပဲစော့ပါเนาะကျွန်တော်ကိုယုံကြည်တော့ကိုယ့်အိမ်ထဲမှာငွေ900ရှင်900ဘို့ထိုးရပါလေ1000ရှိတာ1000ထိုးလို့ရပါတယ်ဒါကတော့ဥပမာနေပြပြပေးတာဖြစ်ပါတယ်เนาะအခုဥပမာနေပြပြပေးဆိုတော့ကျွန်တော်ယုံကြည်လို့စော့ရဆိုကြောင်းလေးကိုပြပြပေးတာဒါကြောင့်ကျွန်တော်မနက်ဖြန်မှာကျွန်တော်ပတ်ရမယ်ပတ်တိကတော့18ပတ်တိဖြစ်တယ်เนาะပတ်တိကတော့18ပတ်တိတက်ကိုကြိုက်ကိုမာဒီကတက်ကိုပတ်မယ်8ကိုကြိုက်ကိုမာဒီက8ကိုပတ်ပါ18ပတ်တိတုံးအားကောင်းပါတယ်เนาะ18ပတ်တိတုံးအားကောင်းတယ်ကျွန်တော်အကြဆုံးပတ်တိဒီမနက်ဖြန်မှာ8ပတ်တိကိုကြိုက်တယ်เนาะအကြဆုံးပတ်တိက8ပတ်တိ8ကိုကြိုက်တဲ့ကိုမာလေး8နဲ့မယောကွက်တိ8နဲ့8 4 8 6 80ဖြစ်တယ်เนาะ8နဲ့ဆိုရင်8နဲ့8 4 8 6 80တက်နဲ့မယောကွက်သည်1 1 30 16 14ပါเนาะတက်နဲ့ဆိုရင်1 1 30 16 14ဖြစ်တယ်တက်နဲ့ဆိုရင်အဲ့ဒီကနေကြိုက်တယ်ကျွန်တော်လုံးဝစော့မယ်လုံးဝကစားရမယ်ပပနာလေးနဲ့ထိမိလေးနဲ့အကျွေးကြည်ရမယ်တကွာကောင်းတဲ့ဒီမနက်ဖြန်မှာကျွန်တော်ကိုမှ84ကိုကြိုက်တယ်84ကတော့ဒါမယောကွက်เนาะ84ဒီဒါမယောကွက်လုံးဝကိုအကောင်းဆုံးမယောတကွာကောင်းလေးဖြစ်တယ်အဲကြောင့်ဟိုကိုရီမားဒီဘက်ကအခုမှတွေးတဲ့ကိုရီမားလေးဒီတစ်ပတ်မှာတွဲချင်တယ်ဆိုရင်ကျွန်တော်ပေးတဲ့နေထိုင်ခဏကိုပုံမှန်စော့ပါပုံမှန်ကစားပါပုံမှန်လေးလိုက်ပြီးတော့စော့ပြီးပါကစားပြီးပါအားလုံးပြောချင်တယ်ဘာကြောင့်လဲဆိုရင်ပုံမှန်စော့မှာပုံမှန်ကစားမှာတပတ်လုံးကိုကျွန်တော်လည်းတွဲမှာကိုရီမားတွေအတွက်ကျွေးကြည့်ရမယ်ခဏန်းလေးကျွေးကြည့်ရပတ်တိတွေအားလုံးလှုပ်ဆောင်ပြီးတော့မှာဖြစ်ပါတယ်နောက်ကြအားလုံးပဲလက်မလေးနေထားပြပါအောင်များတွေအောင်ရှယ်မှုရှားလေးနဲ့မျှဝေထားပြပါအောင်ဗျာနော်ကျွန်တော်ပြောပါနေကိုဒီကနေပြီးပဲရှယ်နာခွင့်ပြုပါလေဗျာကဲအားလုံးပဲမင်္ဂလာပေါင်းပြည့်စုံနိုင်ကြပါစေကိုစိတ်နှံပြကျမ်းမာရေးချမ်းသာကြပါစေလို့နော်ကျွန်တော်ကိုမားရအားလုံးကိုဒီနေ့နေဆုတောင်းပြပါလေဗျာကဲအားလုံးပဲဘိုင်ဘိုင်ပါကျွန်တော်တို့မလာဖက်မှာပဲပြန်တွေ့ကြပါမယ်ဗျာ